နောင်နှစ်ပေါင်းတရားတွင်ဖြစ်ပေါ်လာမယ့်အမှောင်ဘက်ချင်းကဘာပေါ်ကအရာရှာရှိဆုံးသားဟာလူသားပေါက်စီဆိုတာကြားဖို့ကြမယ်မလားဒီစကားတရုတ်နီးလဲနဲ့လူသားတွေကြားပေါက်လာခဲ့တာတော့ဖြစ်မယ်မထင်ပါဘူးအားလုံးသိကြတဲ့အတိုင်းကဘာကြီးတဲမဲမဖြစ်ခင်ချိန်တော့ကမြို့ရွာတွေဆိုတာမရှိခဲ့သလိုဘယ်သူနဲ့ပိုင်နဲ့ဆိုပြီးတော့လေတိတိကျကျရှိမနေပါဘူးဒါပေမဲ့ထူးထမ်းစရာကောင်းတာကလူကင်းတဲ့နှစ်ပေါင်းထောင်နဲ့ချီတော့ကကဘာပေါ်မှာလူရိုင်းတွေကျက်စားနေထိုင်ခဲ့ကြတယ်ဆိုတဲ့ချက်ပါသူတို့အနေနဲ့ကတော့သူတို့အုပ်စိုးရဒေသပဲဖြစ်ဖြစ်အကျယ်ဝန်းမှာပဲဖြစ်ဖြစ်လူဖြစ်စေတရိษံဖြစ်စေဝင်ရောက်လာခဲ့ပြီဆိုရင်ကျူးကျော်သူတွေလို့သတ်မှတ်ကြပြီးအချိန်တန်တာနဲ့ရစ်ပူစော်ပြီးအုပ်စုဖွဲ့စားတော့ကြပါတယ်ဥပဒေတွေစီမင်းစည်းကမ်းတွေမရှိချိန်တုန်းမှာတော့ဒီလိုမျိုးရစ်ပူစော်မှုဟာထွေထူးထူးမဟုတ်ခဲ့ပေမယ့်ယနေ့ခေတ်မှာတော့ဒါတွေကဗစက်ရာဆိုရင်တစ်ခုလိုဖြစ်လာခဲ့ပါတယ်ဒီလိုမျိုးလူရိုင်းတွေဟာလူသားတယောက်သူတို့မျက်စိရှေ့ရောက်လာမယ်ဆိုရင်တားအောင်တကောက်လို့ပြောစားတော့ခဲ့ကြသလိုမမင်းမြင်တာနဲ့စားဖို့ရေးပဲတွေးခဲ့ကြတာပါအနောက်ပိုင်းမှာတော့ခေတ်စနစ်တွေဟာတိုးတက်ပြောင်းလဲလာခဲ့ပြီးတော့လူဆိုတာရှက်ရှိရတယ်အဝတ်တစားဝတ်စေရတယ်အလှပြေရတယ်တက်ရရတယ်ဆိုရင်မူခွဲတွေအောက်မှာကြီးပြင်းလာခဲ့သလိုအသိဉာဏ်တိုးတက်လာတဲ့မြလူတယောက်ကိုလူတယောက်ကထိခိုက်နေတာအောင်လုပ်ခြင်းဟာလေဥပဒေအရထိခိုက်မှုရှိနိုင်နေဆိုပြီးတော့သတ်မှတ်လာကြပါတော့တယ်ဒါကြောင့်မင်းစားတောင်းနေထိုင်မှုတွေဖြစ်တဲ့အစာကွင်းဆက်နေရာမှာကြီးနိုင်ငံနဲ့လမ်းစဉ်တိုင်းတလိษံတွေကစားတစ်ပင်ဘိုးကောင်တွေဆိုလေပတ်မှုတွေရှိလာခဲ့သလိုလူကနေပန်းချင်းဆိုတဲ့အယူကလည်းတဖြည်းဖြည်းပြောက်လာခဲ့ကြပါတယ်ဒါပေမဲ့လည်းလူသားဆိုတာမျိုးကမထိန်နိုင်တဲ့စောင့်စည်းခြင်းတွေစမ်းသပ်မှုတွေရှိနေကြတာကြောင့်လူသားတယောက်ရဲ့သားဟာဘလို့ရတာလဲဆိုတာကိုမိဆန်းကျင်သူတွေကလည်းများပြားလာခဲ့ပါတယ်ဒါကြောင့်မင်းလွန်ခဲ့တဲ့10နှစ်ခန့်ကလူသားစားသောဘုံကြီးတို့အဖိုးအိုတို့ဆိုတဲ့သတင်းတွေဟာလူတွေကြားထဲမှာပြန့်နှံ့လာခဲ့ရသလိုအင်မတန်မှတန်ဖိုးကြီးပါတယ်ဆိုတဲ့လူသားတွေဟာလည်းဒီလိုမျိုးဆာလောင်မှုတွေရဲ့အောက်မှာဝါမြုပ်ခံရပါတော့တယ်။ဒါပေမဲ့လေတဘာဝတရားကြီးကအမားလိုယူဆထားတဲ့ပြစ်မှုတွေဖြစ်တာကြောင့်ဒီလိုမျိုးလှုပ်ဆောင်မှုတွေဟာပြစ်မှုတစ်ခုဖြစ်ပြစ်ဒဏ်ပေးခံရပါတယ်။ထူးဆန်းတာတစ်ချက်ကတော့ဒီလိုမျိုးကျူးလွန်မိသူတွေဟာလူသားစားလိုက်ရလို့ကြောက်ခံရတဲ့ပြစ်မှုတွေဘယ်တော့မှနောင်တရမနေခဲ့ပါဘူး။အဲ့ဒါပြင်အသားတွေထဲမှာလူသားဟာချို့ဆုံးမေးဆိုတဲ့ကောလာဟာလာတွေထွက်လာခဲ့တာကြောင့်ဂျပန်လူမျိုးတွေကြားထဲမှာအတော်လေးကြရထားခဲ့ပါတော့တယ်။စီးမြင့်ဥပဒေကိုအလေးထားတဲ့ဂျပန်တွေကတော့လူတယောက်လုံးကိုမဆန်းသက်နိုင်မဲ့တူတလိษံတွေကိုလည်းချက်ပြုတ်စားတော့မနေပဲအစိမ့်စားကြီးကိုစူးစမ်းခဲ့ကြပါတယ်။ဒါကြောင့်ဆလဘောငါးကစားအမေသားတွေထိအစိမ့်စားလာခဲ့ကြသလိုဒီလိုမျိုးစိမ့်စားတာကလည်းလူသားတွေရဲ့ကျန်းမာရေးတွေအစ20ထောက်ကူပြုပေးနိုင်တယ်လို့ဆိုလာခဲ့ပါတယ်။ဘယ်လိုပဲဖြစ်ပါကဘာကြီးကပဲထူးဆန်းနေကြတာလားဒါမှမဟုတ်ကဘာကြီးထူးဆန်းလာအောင်လူသားတွေကပဲဖန်တီးခဲ့တာလားဆိုတာကတော့တကယ်အံ့ဩဖို့ကောင်းနေပါပြီရှင်။ဒါနဲ့စကားမစိနောင်နှစ်တရားအတွင်းမှာဒီလူသားတွေဟာဘလို့ရှာတွေကိုဖန်တီးပြီးအရာသာတစ်ကိုဖန်တီးနေမလဲဆိုတာဖြေသွားပြီးခဲ့ပါအောင်ရှင်။နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။